ကိုပျော်ရွှင်စေတဲ့လူတစ်ယောက်နဲ့တွေ့ရတာတိတ်ကိုကြောက်စရာကောင်းပါတယ်ခမဟာအဲ့ဒီလူကိုအရန်တွေ့တာသွားလိမ့်မယ်ခမဟာမနဲ့နိုးထတိုင်းသူနဲ့ပဲအရင်စကားပြောချင်မယ်ညအိယာဝန်တိုင်းလဲသူနဲ့ပဲနောက်ဆုံးစကားပြောချင်မယ်အဲ့ဒီအချိန်တွေမှာတော့ခမရဲ့တနိတ်တာဟာပျော်ရွှင်စရာတွေနဲ့စတင်ပြီးပျော်ရွှင်စရာတွေနဲ့ပဲအဆုံးသတ်နေလိမ့်မယ်တွေးကြည့်ရင်ပျော်စရာကြီးပေါ့ဗျာဒါပေမဲ့တနေ့နေ့မှာခမဘဝထဲကသူထွက်သွားမယ်ဆိုရင်